ရန်သူနိုင်ငံတွေပေါင်းပြီးတော့အမေရိကန်က Tesla ကားတွေအကုန်လုံးကို hack ပြီးတော့လမ်းတွေပိတ်အောင်လုပ်ပစ်လိုက်တယ်။ဇလန်းအစမှာတော့ Stratford မိသားစုဟာအားလည်းရဲ့ပျော်ပွဲစားထွက်လာကြပါတယ်။သူတို့ဟာလောင်းကျွန်းမှာအိမ်တစ်လုံးကိုခစ်တာငှားလိုက်ပြီးတော့တစ်တောနဲ့နီးတာကြောင့်ဒီအိမ်လေးကိုလည်းအားလုံးသဘောကျကြပါတယ်။အိမ်လေးကလည်းလှပပြီးတော့အိမ်ထဲမှာပါတဲ့အရက်ဗီတို့ကတော့တော့ပိတ်ထားတာမလို့ Mr. Stratford တယောက်စိတ်ညစ်သွားခဲ့တယ်။သူတို့လည်းပစ္စည်းတွေကိုနေရာချပြီးတော့အင်ရှင်မဖြစ်သူအမန်ဒါကလိုအပ်တာတွေဝယ်ဖို့ဈေးဝယ်စင်တာကိုလာခဲ့ပါတယ်။အဲ့ဒီမှာဒန်နီဆိုတဲ့သူတူဦးနဲ့တွေ့ပြီးတော့သူကပစ္စည်းတွေမနှဲမနှောကိုအလောတကြီးပုံစံနဲ့ဝယ်နေတာကိုမြင်တော့အမန်ဒါလည်းသင်္ကာမကင်းဖြစ်သွားခဲ့တယ်။ဒါနဲ့သူတို့လည်းကမ်းခြေကိုအပန်းဖြေထွက်လာကြပါတယ်။အဲ့ချိန်မှာသူတို့ရဲ့သမီးငယ်လေးရိုးစာဟိုးဝေးကြီးကလာနေတဲ့လောင်စာစီတဲတဲ့တင်မောကြီးတစ်စင်းကိုလှမ်းမြင်ခဲ့ပါတယ်။ကမ်းခြေဘော်ကလူတွေလည်းပထမတော့အမှုမဲ့အမှတ်မဲ့နေပေမဲ့ဒီတင်မောကြီးကကမ်းခြေရဲ့အနီးအနားထိကိုမရဲတံပဲနဲ့ဆက်ပြီးတိုးကပ်လာခဲ့တယ်။လူတွေလည်းတောက်ကျိုးတော့နဲပြီဆိုကအကုန်ဦးရဖရနဲ့ထွက်ပြေးကုန်ကြပြီးတင်မောကြီးကလည်းကမ်းခြေကိုဝင်တိုက်ကအကုန်လုံးပျက်စီးကုန်တော့တယ်။ကံကောင်းလို့လူအသေးအပြောက်တော့မရှိခဲ့ပေမဲ့ဒီကိစ္စကြောင့်ကမ်းခြေကိုခဏပိတ်ထားလိုက်ရပါတယ်။သူတို့အိမ်ပြန်ရောက်ချိန်မှာတော့ Wi-Fi ကလည်းလိုင်းမမိတာကိုတွေ့ရတယ်။ဖုန်းလိုင်းတွေလည်းပြတ်တောက်နေတာကြောင့်အမန်ဒါတို့လင်မယားလည်းစဉ်းစားနေကြရင်နဲ့ channel ကိုဝင်လာတဲ့သမင်လေးတွေကိုကြည့်နေကြတယ်။ဒီလိုနဲ့ညဘက်ရောက်လာချိန်မှာတော့အမန်ဒါဟာသူတို့အိမ်တကားကိုခောက်တဲ့အတန်လို့အတန်တစ်ခုကိုကြားလိုက်ရတယ်။ဒါနဲ့အမန်ဒါနဲ့ခင်ပွန်းဖြစ်သူ Glenn တို့လည်းတတိထားပြီးတော့တကားကိုဖွင့်ကြည့်လိုက်ချိန်မှာတော့လူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။သူတို့နှစ်ယောက်ဟာ George နဲ့ Ruth တို့ဖြစ်ပြီးတော့ဒီအိမ်ကြီးရဲ့ပိုင်ရှင်တွေဖြစ်တယ်လို့မိတ်ဆက်လာပါတယ်။အမန်ဒါနဲ့ George တို့ဟာ email ကနေဒီအိမ်ကိုငှားဖို့စကားပြောခဲ့ကြဘူးသူတွေဖြစ်ပြီးတော့ဖုန်းလိုင်းတွေပြတ်တောက်နေလို့အခုလိုမျိုးရုတ်တရက်ရောက်လာရတာဖြစ်ကြောင်း George ကတောင်းပန်စကားဆိုရင်းနဲ့ပြောပါတယ်။ George တို့သားဖဟာကာပွဲတစ်ခုကြည့်ပြီးပြန်လာကြတာဖြစ်ပြီးတော့မြို့ထဲမှာလည်းမီးတွေအားလုံးပြတ်နေတဲ့ပြင် George ဟာဒူးနာယောဂရှိတာကြောင့်ဒီနေ့ညတညကိုတော့အမန်ဒါတို့အိမ်မှာတဲခိုဝင်ပြူပါလို့ခွင့်တောင်းလာပါတယ်။အမန်ဒါကတော့သဘောမတူခြင်းပေမဲ့အင်ရှင်ဖြစ်နေတာကတကြောင်နောက်ပြီးတော့ George ကသူတို့ကိုဒီတညဒီမှာပေးနေမယ်ဆိုရင်အိမ်ငါးကားတွေကတဝက်ကိုလျှော့ပေးမှာဖြစ်တယ်လို့ပြောပြီးတော့သူတို့သားဖနှစ်ဦးအတွက်အိမ်ရောက်ထပ်မှာပဲနေခွင့်ပေးရင်ရပြီဖြစ်ကြောင်းပြောလာပါတယ်။ George ကသူဟာဒီအိမ်ရဲ့ပိုင်ရှင်အစ်စ်ဆိုတာကိုပြသတဲ့အနေနဲ့အရက်ဗီဒီယိုကိုသူ့မှာပါလာတဲ့တော့နဲ့ဖွင့်ပြကအထက်ကစားတစ်စောင်ကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဗီဒီယိုထဲမှာတနက်တလက်ရှိနေတာကိုတော့တခြားသူတွေမမြင်လိုက်ကြပါဘူး။ George ယူလိုက်တဲ့အစာအိတ်ထဲမှာဒေါ်လာ1000ရှိပြီးတော့ဒါကို George ကအိမ်ငါးကတဝက်ပြန်အမ်းတဲ့အနေနဲ့အမန်ဒါကိုပေးပါတယ်။ဒါပေမဲ့အမန်ဒါကတော့ George ကိုတိတ်မယုံကြည်သေးပါဘူး။ခင်ပွန်းဖြစ်သူ Glenn ကတော့အမန်ဒါကိုစိတ်လျှော့ထားဖို့ပြောနေပြီးတော့ George နဲ့အတူတူအရက်တောက်ဖို့လုပ်နေပါတယ်။ George ကအရက်ငှက်ရင်းနဲ့ဒီအိမ်အကြောင်းကိုရှင်းပြနေပါတယ်။ဒီအိမ်ကိုဆောက်လုပ်ခဲ့သူကအမန်ဒါနဲ့ဈေးဝယ်စင်တာမှာတွေ့ခဲ့တဲ့ Danny ဖြစ်ပြီးတော့သူ့ရဲ့ဇနီးတဲ့ကတော့အလုပ်ကိစ္စနဲ့ခရီးသွားနေတယ်လို့ပြောပါတယ်။တန်တရားဖြစ်နေတဲ့အမန်ဒါက George ရဲ့မှတ်ပုံတင်ပြဖို့တောင်းတဲ့အခါမှာတော့ George ကသူ့မှတ်ပုံတင်ထည့်ထားတဲ့ကုတ်အင်ကြီးကိုကာပွဲမှာမေ့ကြံခဲ့မိတယ်လို့ပြောလာပါတယ်။အမန်ဒါကတော့ George ကိုပို့ပြီးတန်တရားဝင်လာခဲ့ပြန်ပါတယ်။ရုတ်တရက်ပဲ George ရဲ့သမီးဖြစ်သူ Ruth က TV ဖွင့်လိုက်တာမဟုတ်လို့ TV မှာလာနေတဲ့အရေးပေါ်သတင်းတစ်ပုဒ်ကိုသူတို့တွေ့လိုက်ကြရတယ်။ဒါကြောင့်အမန်ဒါအနေနဲ့ George တို့ကိုအိမ်မှာတညလက်ခံထားရုံကလွဲပြီးတော့ဘာမှမတက်နိုင်တော့ပါဘူး။ဒီလိုနဲ့ George နဲ့ Ruth တို့နှစ်ယောက်ဟာမြေရောက်ထက်ကိုအိပ်ဖို့ဆင်းလာခဲ့ကြတယ်။ George ဟာဒီအခန်းမှာတစ်ခုခုကိုကြံစီနေသလိုပဲရေရွတ်နေတာကိုပြသထားရင်းနဲ့တခန်းရက်သွားခဲ့ပါတယ်။အမန်ဒါမနဲ့အိယာနိုးချိန်မှာတော့သူမဖုန်းထဲမှာသတင်းတွေတက်နေတာကိုတွေ့လိုက်ရတယ်။အဲ့ထဲမှာညတညလုံးဆက်သွယ်ရေးကွန်ရက်တွေပြတ်တောက်နေတဲ့သတင်းလဲပါတယ်လို့hacker တွေကြောင့်အမေရိကန်နိုင်ငံမှာဒီလိုမျိုးအဆက်အသွယ်တွေပြတ် internet line တွေပြတ်တောက်နေတာဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းတက်နေပါတယ်။နောက်တစ်ခုကတော့ဘာမှမသိတဲ့စလုံးအထူးဆန်းတွေပါပဲ။အမန်ဒါလည်းစိတ်ပူသွားတာကြောင့်ခင်ပွန်းဖြစ်သူ Glenn ကိုနှိုးပြီးတော့ခုနကအစာတွေကိုပြလိုက်ချိန်မှာတော့စာတွေဟာမရှိတော့ဘဲနဲ့ပျောက်သွားခဲ့တယ်။ဒါနဲ့ Glenn လည်းသတင်းတစ်ခုခုသိလို့သိညာသတင်းစာလေးပါလေးဝယ်ရအောင်ကားမောင်းပြီးတော့ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ GPS ကမမိတာကြောင့် Glenn လည်းသွားရင်းနဲ့လမ်းပြောက်သွားတယ်။ဒါနဲ့ကားအောက်ကိုဆင်းကဖုန်းလိုင်းမိတဲ့နေရာကိုရှာနေခဲ့ပါတယ်။သူကကားအောက်ကိုရောက်နေတာကြောင့်ကားထဲကရေဒီယိုကလိုင်းတစ်ချက်ပြန်မိလာတာကိုမသိလိုက်နိုင်ခဲ့ပါဘူး။လိုင်းမိလာတဲ့ချိန်မှာရေဒီယိုသတင်းထဲမှာတော့လက်ရှိအချိန်မှာအမေရိကန်နိုင်ငံနေရာအနှံ့အပြားမှာစိုက်ဘာတိုက်ခိုက်မှုအန္တရာယ်နဲ့ကြုံတွေ့နေရတာဖြစ်ပြီးတော့ပတ်ဝန်းကျင်မှာလည်းထူးဆန်းတာတွေဖြစ်လာနေတယ်လို့ကြေညာသွားခဲ့တယ်။ဖုန်းလိုင်းလည်းမမိတော့တဲ့အဆုံး Glenn လည်းကားကိုပြန်မောင်းလာချိန်မှာတော့လမ်းဘေးမှာအကူအညီတောင်းနေတဲ့အမျိုးသမီးတူကိုတွေ့လိုက်တယ်။ဒါပေမဲ့ဖြစ်ချင်တော့ဒီအမျိုးသမီးဟာအင်္ဂလိပ်စကားမပြောတတ်တာကြောင့်Glennလည်းနားမလည်ပဲနဲ့ဖြစ်နေကြတယ်။ဒီအချိန်မှာပဲသူနဲ့ရှေ့တူရှူမှာ drone အကြီးကြီးတစ်စင်းပြန်နေတာကိုတွေ့လိုက်ရတယ်။တေးသေးချာချာကြည့်လိုက်ရမှာတော့အဲ့ဒီ drone ကနေထွက်နေတာဟာအငွေ့တွေမဟုတ်ဘဲနဲ့စာတွေရေးထားတဲ့စက်ကူရက်တွေဖြစ်နေခဲ့ပါတယ်။ဒီအချိန်မှာ George ကလည်းအပြင်ကိုထွက်လာခဲ့ကကားထဲမှာတနက်ကိုလည်းဆောင်လာခဲ့တယ်။သူမိမကိုစာပို့နေပေမဲ့ line တွေကလုံးဝမမိတာကြောင့်ဘာမှမတက်နိုင်ဖြစ်နေပါတယ်။ဒီလိုနဲ့ George လည်းအဒီနာချင်းတယောက်အိမ်ကိုသွားတဲ့အခါမှာအဲ့ဒီအိမ်ဟာလူသူမရှိဘဲနဲ့အကုန်လုံးပြန်ကျဲနေတာတွေ့လိုက်ရတယ်။တကားကြီးကလည်းပွင့်လျက်သားကြီးဖြစ်နေတာမို့လို့အိမ်ထဲကိုဝင်သွားကြည့်က
ဂျိုဒုဖုန်းကိုတွေ့တာနဲ့စမ်းခေါ်ကြည့်ပေမဲ့လည်းသုံးမရဖြစ်နေခဲ့ပါတယ်။ဒါကိုကြည့်ချင်းအပြင်အမေရိကန်နိုင်ငံရဲ့ဂျိုဒုဆက်သွယ်ရေးတွေအားလုံးမှာပြတ်တောက်နေတာဖြစ်တာမလို့ဂျော့ချ်လည်းပြန်လာခဲ့ရင်းနဲ့ကမ်းခြေဘက်ရောက်လာခဲ့တယ်။ကမ်းခြေမှာလည်းအကုန်လုံးဖျို့ဖျဲပျက်စီးနေပြီးတော့တဲထဲမှာမြုပ်နေတဲ့နာယီအကောင်းစားတစ်လုံးကိုတွေ့လိုက်ရတယ်။ဒါနဲ့နာယီကိုကောက်ကန်ကြည့်လိုက်တာမှာနာယီနဲ့အတူလူတစ်ယောက်ပါမြုပ်နေတာကိုတွေ့လိုက်ရပြီးတော့ဒီလူဟာလည်းလေရင်မှုတအုပ်ဖြစ်နေခဲ့ပါတယ်။အနီးနားကိုဝေးပတ်ကြည့်လိုက်တဲ့အခါမှာပဲရေထဲမှာလေရင်တစ်စင်းဟာစိုးစိုးရွားရွားကိုပြက်ကျနေခဲ့တာကိုကြည့်နေတော့မှပဲနောက်ထပ်လေရင်တစ်စင်းဟာလည်းထိန်းချုပ်လို့မရတော့တဲ့ပုံစံနဲ့ကမ်းခြေကိုထပ်ထိုးဆင်းလာပြီးတော့ပြက်ကျမီးလောင်သွားပြန်ပါတယ်။အမန်ဒါရဲ့သမီးလေး Rose ကတော့ TV ကြည့်ကျင်နေပေမဲ့ TV လိုင်းတွေကလည်းမမိတာမို့လို့စိတ်ကောက်နေပါတယ်။ဒါနဲ့သူမှလည်းပြင်းပြင်းရှိတာမို့လို့ခြံဝန်းထဲကိုသွားတဲ့အချိန်မှာတော့တမင်တွေအများကြီးဟာသူတို့ခြံထဲကိုရောက်နေတာကိုတွေ့လိုက်ရတယ်။စူးစမ်းကျင်ကြတဲ့မောင်နှမနှစ်ယောက်လည်းတောအုပ်ထဲကိုဝင်သွားပြီးတော့တစ်လုံးအိမ်လေးတစ်ခုကိုတွေ့တာနဲ့ဝင်ကြည့်ကြပြီးဒီနေရာမှာလူတစ်ယောက်ယောက်များနေသွားဘူးလားမသိဘူးနော်လို့ပြောနေကြတယ်။ဒီလိုနဲ့မောင်နှမနှစ်ယောက်တယောက်နဲ့တယောက်စားနောက်နေကြပြီးတော့သူ့ကိုဖြစ်သူအာခီရဲ့လက်ကိုအကောင်တကောင်ကိုက်တာကိုခံလိုက်ရတယ်။အပြင်ပြန်ထွက်လာချိန်မှာတော့ငှက်တွေဟာလည်းနေရာတနေရာကိုရွှေ့ပြောင်းကြသလိုပဲအုပ်လက်ကြီးရုတ်တရက်ထပြန်သွားတာကိုမြင်လိုက်ရတယ်။အပြင်ကနေပြန်လာတဲ့ဂျော့ချ်ဟာမြို့ထဲမှာထူးဆန်းတာတွေကိုမြင်ခဲ့ရကြောင်းနဲ့ကမ်းခြေမှာလည်းလေရင်တွေပြတ်ကျတာကိုမြင်ခဲ့ရကြောင်းအမန်ဒါကိုပြောပြနေခဲ့တယ်။ဒီအချိန်မှာပဲခလန်းလန်းကနေပောက်ကွဲတဲ့အတန်တန်ကိုကြားလိုက်ရပါတယ်။ပြီးတာနဲ့အရန်ကိုစူးရှဆူညံတဲ့အတန်လိုင်းတစ်ခုကနားထဲတိုးဝင်လာတာမို့လို့အမန်ဒါလည်းနားကိုပိတ်ပြီးသူ့ကလေးနှစ်ယောက်ကိုရှာဖို့ထွက်လာခဲ့တယ်။ခဏနေတော့မှအတန်တွေလည်းငြိမ်သွားပြီးတော့အားလုံးကိုလည်းအိမ်ထဲကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။အမန်ဒါကဒီကိစ္စတွေမဖြစ်ခင်ကတည်းကဒန်နီကပစ္စည်းတွေအများကြီးကိုစုဆောင်းနေတာကိုမြင်ခဲ့တာကြောင့်ဒန်နီတစ်ခုခုကိုတီထားတာဖြစ်ရမယ်လို့အမန်ဒါကတွေးနေခဲ့တယ်။ခဏနေတော့ကလင်းလည်းပြန်ရောက်လာပြီးတော့သူကောက်ရလာခဲ့တဲ့စက်ကူစာရွက်တွေကိုပြတယ်။စာရွက်တွေပေါ်မှာတော့စာသားတချို့ရေးထားပေမဲ့ပါရှန်ဘာသာစကားနဲ့ရေးထားတာမို့လို့မဖတ်တတ်ကြဘူးလို့ပြောတယ်။ဒါပေမဲ့ဂိမ်းကစားတဲ့အာခီကတော့ဂိမ်းသမားဖြစ်တာမို့လို့ဒီစာသားဟာအမေရိကရဲ့သေခြင်းလို့အတိတ်ပဲရကြောင်းပြောပြလာတယ်။ဒါနဲ့စိတ်ပူလာတဲ့အမန်ဒါနဲ့ကလင်းတို့လည်းဂျော့ချ်တားနေတဲ့ကြားကနေနယူးဂျာစီကိုသွားမယ်ဆိုပြီးထွက်လာခဲ့ကြပါတယ်။သူတို့မောင်းနေတော့မှအရေးပေါ်အချက်ပေးတံတွေကြားနေရပြီးတော့မကြခင်မှာပဲကားအဖြူရောင်တွေအများကြီးဟာလမ်းမှာတစုတစည်းတည်းပိတ်နေတာကိုတွေ့လိုက်ရတယ်။အမန်ဒါလည်းကားတွေဘာဖြစ်လို့ပိတ်နေတာလဲဆိုပြီးတော့လိုက်ကြည့်ရမှာတော့ကားထဲမှာမောင်းနေသူမပါဘဲနဲ့ဒီကားတွေဟာမောင်းသူမဲ့ကားတွေဖြစ်ပြီးကားအသစ်ချက်ချွတ်တွေဖြစ်နေတာကိုတွေ့လိုက်ရတယ်။အမန်ဒါလည်းစဉ်းစားနေတော့မှပဲသူတို့နောက်ကနေအရှိန်တော်တော်ပြင်းပြင်းနဲ့ပြေးဝင်လာတဲ့ကားအဖြူရောင်တွေကိုထပ်မြင်လိုက်ရတာကြောင့်သူတို့ကိုဝင်တိုက်မိမှာဆိုတာနဲ့အမြင်ပြေးရတော့တယ်။ဒီကားအဖြူရောင်တွေဟာထိန်းချုပ်နိုင်စွမ်းမရှိဘဲရက်နေတဲ့ကားတွေကိုအရှိန်နဲ့ပြေးဆောင်ကုန်တာကိုမြင်လိုက်ရတာကြောင့်အမန်ဒါတို့လည်းအယမ်းကိုလန့်သွားခဲ့ပါတယ်။မြို့ထဲမှာလည်းဒီလိုမျိုးထူးထူးဆန်းဆန်းကိစ္စတွေဖြစ်နေတာကိုအမန်ဒါတို့တွေ့ခဲ့ရတယ်။ဒါနဲ့ဘဲမှသွားလို့မရတော့တဲ့အဆုံးအမန်ဒါတို့မိသားစုလည်းဂျော့ချ်တို့ရှိရာကိုပြန်လာခဲ့ရတယ်။ညရောက်တော့အကောင်ကိုက်ခံထားရတဲ့အာဂီဟာနေမကောင်းဖြစ်လာတာကြောင့်ဖုန်းသုံးနေရင်လည်းအိတ်လိုက်တော့တယ်။ Ruth နဲ့ Clint တို့လည်းစကားပြောနေရင်လည်းရေကန်ထဲကိုလှမ်းကြည့်လိုက်ချိန်မှာပဲကန်ထဲမှာကြိုးကြငှက်တွေအများကြီးရောက်နေတာကိုတွေ့လိုက်ရလို့ထူးဆန်းနေကြတယ်။အိမ်ထဲမှာတော့အမန်ဒါနဲ့ဂျော့ချ်ဟာစကားပြောနေကြရင်နဲ့ဂျော့ချ်ကကိစ္စတစ်ခုကိုပြောပြတယ်။အဲ့ဒါကတော့အခုသူတို့လက်ရှိကြုံတွေ့နေရတာတွေဟာနိုင်ငံရေးအခြေအနေတင်းမာမှုကြောင့်အမေရိကန်နိုင်ငံကိုရန်သူနိုင်ငံတွေကစိုက်ဘာတိုက်ခတ်မှုလုပ်နေတာဖြစ်နိုင်ကြောင်းနဲ့သူကလည်းပင်တဂွန်စစ်ဌာနချုပ်ကမိတ်ဆွေတယောက်ကတတိပေးထားတာရှိတာမို့လို့တခုခုဖြစ်တော့မယ်ဆိုတာကြိုသိနေတဲ့အကြောင်းအမန်ဒါကိုပြောပြတယ်။ဒီလိုနဲ့နောက်နေ့မနက်ကိုရောက်တော့အကောင်ကိုက်ခံထားရတဲ့အမန်ဒါရဲ့သားဖြစ်သူအာခီဟာသွေးတွေအန်ပြီးတော့နိုးလာခဲ့ကပါဇက်တဲ့ကသူ့ရဲ့သွားတွေလည်းအကုန်ကျွတ်ထွက်လာခဲ့တယ်။ဒါနဲ့ဂျော့ချ်နဲ့ဖခင်ဖြစ်သူကလင်းတို့လည်းဒန်နီစီမှာဆေးသွားတောင်းဖို့အာခီကိုပါခေါ်ပြီးထွက်လာကြတယ်။သမီးလေးဖြစ်သူ Rose ကလည်းအိမ်မှာရှိမနေတာမို့လို့အမန်ဒါနဲ့ Ruth တို့လည်း Rose ကိုရှာဖို့တောအုပ်ထဲကိုထွက်လာခဲ့တယ်။ဝူမန်နဲ့ကဆဆချင်းတော့တိတ်ပြီးအကြောင်းမတည့်ကြပေမဲ့ဒုက္ခရောက်နေကြသူချင်းဖြစ်တာမို့လို့တယောက်အကြောင်းတယောက်နားလည်သွားပြီးစကားပြောနေကြတော့မှပဲသူတို့ရှိနေတဲ့တစ်လုံးအိမ်အပြင်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတယ်။အမန်ဒါလည်းအပြင်ကိုထွက်ကြည့်ပြီးခဏနေတော့ Ruth တယောက်ကြောက်လန့်တကြားအော်ဟစ်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်ပြန်လှည့်ပြေးခဲ့တယ်။ဒါနဲ့အမန်ဒါလည်း Ruth စီကိုပြန်ရောက်ချိန်မှာတော့ Ruth ကိုတမင်တွေအများကြီးဝိုင်းထားတာကိုတွေ့တာမို့လို့နှစ်ယောက်သားအကွက်ဆန်းတွေနဲ့တမင်တွေကိုမောင်းထုတ်လိုက်ကြတယ်။ဒီချိန်မှာဆေးလာတောင်းတဲ့ဂျော့ချ်နဲ့ကလင်းတို့ကတော့ဒန်နီကတနက်နဲ့ချိန်ထားပြီးသူ့နားကိုကတ်မလာဖို့ပြောနေတာကိုတွေ့ရတယ်။ဒန်နီကအခုဖြစ်နေတဲ့ကိစ္စတွေနဲ့ဆင်တူတဲ့အဖြစ်မျိုးတွေကိုသူ့စစ်မှုထမ်းစဉ်ကကျူးဘားမှာရောက်နေတုန်းကြုံတွေ့ခဲ့ရပြီးတော့ဒါဟာတန်းရောင်ကြီးလွန်ကဲတာကြောင့်ဖြစ်တယ်လို့ပြောခဲ့တယ်။ဒန်နီကသူ့မှာအာခီရဲ့ယောဂကိုပျောက်ကင်းစေနိုင်တဲ့ဆေးတွေရှိပေမဲ့သူ့မိသားစုအတွက်တိမ့်ထားမှာမဟုတ်လို့အာခီကိုမပေးနိုင်ဘူးလို့ပြောပြီးတော့လိုချင်ဂျော့ချ်သွားခဲ့တဲ့အိမ်နီးနားချင်းအိမ်ကိုသွားတောင်းမှာလို့ပြောလွှတ်လိုက်တယ်။လိုနဲ့တူနဲ့တူတနက်ကြီးတွေနဲ့ပြစ်ဖို့လောက်တာမို့လို့ကလင်းလဲဂျားတဲ့ကနေတောင်းပန်ပြီးတော့သူ့သားလေးကိုကယ်ပေးဖို့ဒန်နီကိုတောင်းပန်ခဲ့တယ်။ဒါနဲ့ဒန်နီလဲအာခီကိုဆေးအချုပ်ကိုပြန်ရောင်းလိုက်ကကိုရီးယားနိုင်ငံကဟက်ကာတွေကအမေရိကန်ကိုတိုက်ခိုက်နေတာဖြစ်တယ်လို့ပြောတယ်။ကလင်းကတော့သူ့ကားနဲ့သွားရင်လည်းဒရုန်းဘော်ကနေကျဲချတဲ့စာရွက်တွေကောက်ရထားကြောင်းနဲ့
ဒီမှာပါရှမ်းစာတွေရေးထားတယ်လို့ဒန်နီကိုပြောပြတယ်ဒါပေမဲ့ဒန်နီကဆန်ဒီယေဂိုမှာရှိတဲ့သူငယ်ချင်းပြောတဲ့စကားအရဒါဟာကိုရီးယားတွေဒါမှမဟုတ်တရုတ်ကဟက်ကာတွေကလောက်တာဖြစ်နိုင်တယ်လို့ပြောပြတယ်အမေရိကန်နိုင်ငံကိုဖြိုချခြင်းနေတဲ့နိုင်ငံတွေများတာကြောင့်အဲဒီနိုင်ငံတွေကစုပေါင်းပြီးတော့အမေရိကန်ကိုစိုက်ဘာနီးနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့ဒန်နီကရှင်းပြတယ်ဒန်နီပြောတာကိုဂျော့ချ်ကလည်းဖြစ်နိုင်တယ်လို့ဝင်ထောက်ခံပြီးတော့ဒါဟာစစ်မှတ်ရေးရအရာအရေးကြီးတဲ့အချိန်ဖြစ်ကြောင်းပြောခဲ့တယ်ပထမအဆင့်အနေနဲ့ပြည်သူတွေအချင်းချင်းအဆက်အသွယ်ပြတ်တောက်သွားစေဖို့ကြံရွယ်တာဖြစ်ပြီးဒုတိယအဆင့်အနေနဲ့ပြည်တွင်းမှာ POPL တွေဖြစ်လာအောင်လေလိုင်းပေါ်ကနေလှုံ့ဆော်တာဖြစ်ပါတယ်။ဒီလိုကြောင့်ပြည်သူတွေအချင်းချင်းရန်ဆောင်လာကြပြီးတော့စီလုံးမှုပြိုကွဲအောင်လုပ်တာဖြစ်တယ်လို့ George ကရှင်းပြတယ်။ဒါကြောင့်သူတို့နှစ်ဦးလည်းအိမ်ပြန်ပြီးတော့အကာအကွယ်ရှိတယ်ဆိုတဲ့ George ရဲ့မိတ်ဆွေအိမ်ကိုသွားကြဖို့သဘောတူလိုက်ကြတယ်။ဒီချိန်တောထဲရောက်နေတဲ့အမန်ဒါနဲ့ Root တို့ဟာမဟတ်တန်မြို့ရဲ့ကောင်းကင်ပေါ်မှာလည်းမီကိုမီးငွေတွေလောင်နေပြီးတော့တနက်ပြစ်တန်တွေကြားနေရတာမို့လို့စစ်ဖြစ်နေပြီဆိုတာကိုသိလိုက်ကြတယ်။ပြောင်းနေတဲ့ Rose လေးဟာ George သွားခဲ့တဲ့သူတို့အိမ်ကြီးချင်းအိမ်ထဲကိုရောက်နေတာဖြစ်ပြီးတော့အိမ်ထဲမှာရှိတဲ့စားစရာတွေကိုတယောက်တည်းစားရင်းနဲ့အေးရအေးချောင်းဖြစ်နေပါတယ်။ကလေးပီပီဆက်စုကျင်တာကြောင့်အိမ်ထဲကိုရှောက်သွားရင်းနဲ့အိမ်ထဲမှာစိတ်ကြိုက်ပြင်ဆင်ထားတဲ့အခန်းတစ်ခန်းကိုတွေ့လိုက်ရတယ်။ဒီခန်းထဲမှာအားကစားခန်းမတွေကအစအောက်ဆီဂျင်ရဖို့အတွက်အပင်တွေလည်းစိုက်ထားပြီးဖြစ်တယ်လို့စားစရာတွေလည်းအကုန်အရန်သင့်ရှိနေတာကိုတွေ့လိုက်ရပါတယ်။အိမ်ထဲမှာအရေးပေါ်သတင်းတွေကိုပေးပို့နေတဲ့ကွန်ပျူတာတစ်လုံးလည်းရှိနေပြီးတော့အမေရိကန်နိုင်ငံနဲ့အဝန်းမှာတိုင်းအောင်ကြီးတတိကြွမှုတွေဖြစ်ပေါ်နေတာမို့လို့ပုံခိုစရာနေရာရှာထားကြဖို့သတင်းပို့ချက်တွေကိုလည်းမြင်နေရပါတယ်။ Rose ဟာရှာရင်းဖွေရင်းနဲ့ရုပ်ရှင်ဗီဒီယိုအခွေတွေအများကြီးထားတဲ့နေရာကိုတွေ့လိုက်တာမို့လို့သူမကြိုက်တဲ့ဇာတ်ကားလေးတစ်ခုကိုရွေးထုတ်လိုက်ပြီးတော့ဇက်ထဲကိုထည့်လိုက်ကထိုင်ကြည့်နေပါတော့တယ်။ဒီနေရာမှာပဲဒီဇာတ်ကားလေးရဲ့အချင်းချုပ်ကလေးကိုရပ်တန့်ထားပြရစီခင်ဗျာ။ဇာတ်ကားလေးရဲ့အမည်က Leave the World Behind လို့ခေါ်ပြီးတော့2023ခုနှစ်ထဲမှာထွက်ရှိထားတာမို့လို့မကြာသေးတဲ့ဇာတ်ကားတစ်ခါဖြစ်ပါတယ်။စိတ်ဝင်စားရဆိုရင်တော့အစားဆုံးကိုကြည့်ရှုပေးကြဖို့အကြံပေးရတဲ့နှုတ်ဆက်ပြရစီ။ကြည့်ရှုပေးမှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။